မျက်စိမိတ်ထိုင်နေမှတရားထုတ်တာမဟုတ်ဘူးတရားထုတ်တယ်ဆိုတာစိတ်လုပ်ငန်းဖြစ်တယ်ပေါ့နိဗ္ဗာန်သွားဖို့တရားရှာတယ်ဆိုတာဗမာစကားအဆိုတိုင်းပဲတရားရှာကိုမှတွေ့ဆိုတခြားရှာရမှာမဟုတ်ဘူးကိုယ်တဏ္ဍမှာရှိနေတဲ့သဘာဝတရားတွေကိုမှန်သိအောင်ကြိုးစားဖို့လူတွေကကိုယ်ကိုရှိနေတာအမှန်သိမှုမကြိုးစားကြတာပဲဖြစ်တယ်အမှန်သိသလားဆိုတော့အမှန်လည်းမသိဘူးမသိသည့်အမှန်မသိဘူးဆိုတဲ့အလွဲမှားသိနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့နော်လွဲမှားဆိုတာသိနေတာဟာအဖြေတစ်ခုမရနိုင်ဘူးအဲကြောင့်မလို့အမှန်သိဖို့ကြိုးစားအဲ့တော့ဒီသုတ်တန်လေးရဲ့အဓိပ္ပာယ်ကိုရင်မှတ်ပါစပါဏကောပမသုတ်တစဆိုတာ6ခုပါဏကဆိုတာတရဝဥပမဆိုတာနိုင်ရှင်ချက်အဲ့ဒါနဲ့နိုင်ရှင်ပြီးတော့လူရဲ့တဏ္ဍမှာရှိတဲ့မျက်စိနာနာလျာကာယအဲ့ဒီကနေပြီးအကုသိုလ်မဖြစ်အောင်ဘလို့ထိန်းရမလဲဆိုစနစ်ကိုဟောတာရေးကြည့်ဆုံးကတော့ကိုယ့်ရင်ထဲမှာအကုသိုလ်မဖြစ်ဖို့အရေးကြီးတာမျက်စိရှိတာရှိမှာပဲနားရှိတာရှိတာပဲသူကနဲ့သူမျက်စိကလည်းသုံးဝင်တာပဲနားကလည်းသုံးဝင်တာပဲနှာခေါင်းကလည်းသုံးဝင်တာပဲသို့တော့အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အကောင်းကြီးဖြစ်တတ်လာလဲဆိုဘယ်ဟောဆိုးတွေလည်းဖြစ်ကိုယ်အကျိုးမပြုတဲ့အရာတွေဖြစ်နေမျက်စိကကြည့်ပြီးတော့ကိုယ်ဒုက္ခပေးမဲ့ဟာတွေလက်ခံနားကအတန်ကြားပြီးတော့ကိုယ်ဒုက္ခပေးမဲ့သဘာဝတွေဖြစ်နေတယ်အဲ့ဒီလိုမဖြစ်ရအောင်ရသဗျာဟောတာအဲ့တော့တရားဆိုတာကိုယ်မှရှိတာလေမှန်သိအောင်ကြိုးစားအဲ့လိုဆိုလို့ရတယ်နော်ဒါတော့ရဲ့အဓိပ္ပာယ်ကစပ္ပနကောပမသုတ်အနှစ်ချုပ်စာအနှစ်ချုပ်ကလေးပဲဟောမှာဖြစ်တယ်ချင်းချုပ်ရသော်ရဲ့အဆုံးမအဘောရိုက်မိပြီးတော့လက်တွေ့ဘလို့ကျင့်သုံးအောင်ရသော်တရားတော်တွေကဟောယုံနာကြယုံမသားထားယုံနဲ့ပြီးတော့မဟုတ်လက်တွေ့လုပ်ရတဲ့ဟာတွေဖြစ်တယ်လက်တွေ့လုံးမှအကျိုးကျေးဇူးခံစားဆေးနဲ့အလားတရတူဆေးဆိုတာပလင်းနဲ့ထည့်ပြီးခေါင်းရင်းမှာထားယုံနဲ့ယောဂပြောင်းမှာမဟုတ်ဘူးတောက်ဖို့လိုတယ်တရားဆိုတာလည်းပဲနာယူမှတ်သားပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးဖို့လိုတယ်ကျင့်သုံးတယ်ဆိုတာနှစ်ပိုင်းရှိတယ်အသိဉာဏ်လေးနဲ့ပုတ်တိုက်ပေးတာလဲကျင့်သုံးတယ်လို့ခေါ်တာစဉ်းစားတာပေါ့နော်စဉ်းစားကိုယ်မှရှိနေတယ်အရှိအနေထားတွေကိုမှန်သိအောင်အသိဉာဏ်နဲ့ပုတ်တိုက်ပေးနေရပုတ်တိုက်ပေးနေတာကိုတရားထုတ်တယ်လို့ပြောတာမျက်စိမိတ်ထိုင်နေမှတရားထုတ်တာမဟုတ်ဘူးတရားထုတ်တယ်ဆိုတာစိတ်လုပ်ငန်းဖြစ်တယ်ပေါ့လျောင်းခြင်းလျောင်းထိုင်ခြင်းထိုင်လမ်းလျှောက်ခြင်းလျှောက်ခန္ဓာကိုယ်ကြန့်ခိုင်မှုအတွက်ဣရိယာပုတ်၄ပါးနဲ့အစဉ်ပြေသလိုနေပြီးတဲ့အခါမှာအသိဉာဏ်နဲ့ဒီအာယုန်ဒီတရားတွေအကြောင်းကိုပုတ်တိုက်နေဖို့ပဲရည်ချည်ပုတ်တိုက်တယ်ဆိုတာတိုက်ခိုက်တာမဟုတ်ဘူးဆုံတွေ့ပေးနေခြင်းအဖြစ်ဆုံတွေ့ပေးတာကတတိဆုံတွေ့ပေးလိုက်လို့တဘာဝတရားတွေကိုသိလာတာကပညာတတိနဲ့ပညာအလုံးလုံးအောင်လို့ဆိုလို့တယ်တတိကနေပြီးဆုံတွေ့မပေးဘူးဆိုရင်ဒီတရားတွေရဲ့တဘာဝကိုသိမှာမဟုတ်ကိုယ်မှမျက်စိတော့ရှိတာပဲမျက်စိရဲ့တဘာဝသိလားမသိဘူးစဉ်းစားရင်မသိမျက်စိဆိုတာကြည့်လို့ရတယ်ဒီလောက်ပဲသိကောင်းသိလိမ့်မယ်မျက်စိနဲ့ပတ်သက်ပြီးသိလိုက်တာမသိဘူးလေနားတော့ရှိတာပဲနားနဲ့ပတ်သက်တဲ့သိလိုက်တာသိလားဆိုမသိဘူးထို့တူပဲနှာခေါင်းတို့လျှာတို့ကာယတို့စိတ်တို့နဲ့ပတ်သက်ပြီးသူတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်လာတဲ့အခါမသိတဲ့အခါကျတော့ဒီတိုင်းလွတ်ထားလိုက်တယ်
လွတ်ထားလိုက်တဲ့အခါကျတော့အိမ်တကားဖွင့်ထားလို့ရှင်ချင်းလဲဝင်မှာပဲရင်လဲဝင်မှာပဲကိုမဝင်စေချင်တာတွေလဲဝင်မှာပဲကိုအကျိုးပြုတဲ့လေကောင်းလေတန်လဲဝင်မှာပဲနော်အကျိုးပြုတာတွေလည်းဝင်တယ်အကျိုးမပြုတာတွေလည်းဝင်တယ်တကားဖွင့်ဝါတာဖွင့်ပေးထားလိုက်ဖွင့်ပေးထားပြီးတဲ့အခါကျတော့အကောင်းမဲ့ဝင်စေချင်လို့ရှိရင်တခုလောက်အောင်အဲ့ဒီတတိဆိုတာလေးနဲ့ဆောင်းလျှောက်ပြီးတော့ကြည့်အောင်အကောင်းကိုတော့လက်ခံမယ်မကောင်းတဲ့အရာတွေကိုတော့လက်မခံနဲ့အဲ့ဒါလုပ်ဖို့ပဲလုပ်တာမျက်စိကတော့ဝင်မှာပဲနားလည်းဝင်လာမှာပဲဝင်လာတဲ့အချိန်မှာကိုယ့်အတွက်အကျိုးဖြစ်မဲ့ဟာတွေဆိုလက်ခံလိုက်ဝင်ခွင့်ပြုလိုက်ခိတ်တကားကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့အခါမှာလည်းကြည် pass ပေးရတာရှိဝင်တဲ့လူကို pass ပေးလိုက်မဝင်တဲ့လူကိုတားပလိုက်ခိတ်ဆောင်လို့ပဲအဲ့တော့တတိဆိုတဲ့ခိတ်ဆောင်ကနေပြီးတော့အဲ့ဒီမျက်စိနာနာလျာကာယလို့ခေါ်တဲ့မနလို့ခေါ်တဲ့ဓဝရ6ပါးတခါ6ပေါက်ကိုယ်ခန္ဓာမှာရှိနေတယ်ဒီဝင်ပေါက်တွေကနေပြီးတော့ဝင်လာမဲ့ဖြစ်ပေါ်လာမဲ့သဘာဝတရားတွေကိုမကောင်းတဲ့တရားတွေဆိုရင်လက်မခံနဲ့မဝင်အောင်တာအတင်းဝင်လာရင်လည်းတွန့်ထုတ်ဖယ်ရှားဒါပဲလုပ်ဖို့လိုတာနော်တရားထုတ်တယ်ဆိုတာအဲ့ဒါပဲအဲ့ဒီအလုပ်လုပ်တာတကားဆောင်အလုပ်လုပ်တာပဲစောင့်ချတဲ့အလုပ်လုပ်တာအဲ့ဒါကိုအိန္ဒြိယသူဂုဋ္ဌထွာရတာအိန္ဒြိ6ပါးကိုထည့်သွင်းဆောက်ရှောက်တယ်လို့လည်းခေါ်တယ်ဒီသဗ္ဗနကော